ကျွန်တော်တို့အများအားဖြင့် line ပေါ်မှာအစီကိုရှောင်ပါအစီမစားသင့်ပါဒိုင်းရဲလုံးနေတဲ့အတွက်အစီလုံးဝမစားရဘူးစားတာတွေကိုပဲအမြဲမြင်နေကြရပါတယ်ဒါပေမဲ့ဒီဗီဒီယိုမှာတော့အစီကိုဘာကြောင့်စားသင့်လဲဆိုတာနဲ့ခန္ဓာကိုယ်အတွက်အစီတက်ကဘလောက်အရေးပါလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့စားတဲ့အစားအစာတွေမှာအစီပါဝင်မှုနှုန်းအရန်နည်းနေရင်ဒါမှမဟုတ်အစီတက်မလုံလောက်လို့ရှိရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတာကိုပြောပြပေးပါမယ်နံပါတ်1ဟော်မုန်းထုတ်လုပ်မှုကမောက်ကမဖြစ်လာခြင်းခန္ဓာကိုယ်ကနေ testosterone, estrogen, cortisol တို့လိုအရေးပါတဲ့ဟော်မုန်းတွေနဲ့အခြားဟော်မုန်းတွေထုတ်လုပ်နိုင်မှုဆိုလို့ရှိရင်အစီတက်ကိုလိုအပ်ပါတယ်ဒါကြောင့်အစီတက်အလွန်နည်းခြင်းက testosterone level ကိုကျဆင်းစေမယ်လိင်စိတ်ဆန္ဒအားနည်းစေမယ်မောပန်းနွမ်းနယ်လွယ်မယ်ကြွက်သားပြုပြင်နိုင်စွမ်းကျဆင်းတာတွေဖြစ်စေနိုင်တယ်လို့ nutrition and endocrinology တို့ကိုလေ့လာတဲ့သုတေသနတွေမှာအတိအလင်းဖော်ပြထားကြပါတယ်နံပါတ်2အုံနှောင်းနဲ့အာယုံကြောထိခိုက်မှုလူအုံနှောင်းရဲ့60%လောက်ကအစီတွေဖြစ်ပါတယ်ဒါကြောင့်မလို့အစီတက်အလွန်နည်းခြင်းကအုံနှောင်းရှုပ်တာအာယုံမဆိုင်နိုင်တာစိတ်ခံစားချက်မတည်ငြိမ်တာစိတ်ဖိစီးစေတာတွေဖြစ်စေနိုင်ပါတယ်။ Omega 3 ငါးကြီးစီလိုမျိုးအစီတွေကဒီလိုနေရာအတွက်အလွန်အသုံးတဲ့ပါတယ်။နံပါတ်3 immune system ကိုအားနည်းစေခြင်း immune system ကောင်းကောင်းလက်ပတ်အလုပ်လုပ်နိုင်ဖို့ဆိုရင် fatty acid ကိုလိုအပ်ပါတယ်။ဒါကြောင့်မလို့အစီတက်မလုံလောက်လို့ရှိရင်မကြာခဏနေမကောင်းဖြစ်တာယောဂအပြောင်နှေးတာအရည်ဓာတ်ရောင်ရမ်းနိုင်ခြေပိုများတာတွေကိုဖြစ်ပေါ်စေပါတယ်။နံပါတ်4 vitamin တွေမဆုပ်ယူနိုင်တာvitamin A, D, E နဲ့ K တို့ကိုခန္ဓာကိုယ်ကစုပ်ယူအသုံးပြုနိုင်ဖို့အတွက်အစီတက်ကိုလိုအပ်ပါတယ်။ဒါကြောင့်ခင်ဗျားကကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့အစားအစာတွေဘလောက်စားစားအစီတက်နည်းလွန်းနေရင်ခန္ဓာကိုယ်ကမစုပ်ယူနိုင်တဲ့အတွက်အလကားပါပဲ။ဒါဆိုရင်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတစ်နေ့တာအစီဘလောက်စားဖို့လိုအပ်တယ်လဲ။အရွယ်ရောက်ပြီးသားလူတစ်ယောက်မှာတစ်နေ့တာအနည်းဆုံးအစီ35ကနေ40 gram ထိစားဖို့လိုအပ်ပါတယ်။ပုံမတင်းတင်းတဲ့ပမာဏကတော့50ကနေ60 gram လိုအပ်ပါတယ်။ပုံမှန်အားဖြင့်အမျိုးသမီးတွေကအမျိုးသားတွေထက်အစီကိုပုံမလိုအပ်ပါတယ်။ဒါကြောင့်မလို့ကျန်းမာတဲ့အမျိုးသားတစ်ယောက်မှာ body fat percent 10ကနေ18အတွင်းမှာရှိသင့်ပြီးတော့အမျိုးသမီးတစ်ယောက်ကတော့20ကနေ28%အတွင်းမှာရှိသင့်တယ်လို့သတ်မှတ်ထားကြတာဖြစ်ပါတယ်။တခုသတိထားမှာကတော့အစီတိုင်းကတော့ခန္ဓာကိုယ်အတွက်အသုံးမတည့်ပါဘူး။ဒါကြောင့် monounsaturated fat, omega 3 fat, saturated fat တွေကိုဦးစားပေးစားသုံးပြီးတော့အကျော်စီတွေနဲ့အဆင့်ဆင့်ပြောင်းလဲထားတဲ့စီတွေကို short စားသင့်ပါတယ်။ဒီချက်တွေကိုသိရှိပြီးတော့ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုကိုရရှိဖို့ချင်းချင်းစားတောက်ကြဖို့အကြံပြုရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်။အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်။